Georgia State USA မှာကျင်းပသွားတဲ့အာဇာနည်ရဲ့ရှိုးပွဲလေးကိုတွားရောက်အားပေးရင်းနဲ့ခေနဲ့တူကက်ရက်ဒီလေးလုပ်ကြရအောင်ဒီရှိုးပွဲကခေအရင်တနေ့ကပြပြခဲ့တဲ့ပွဲလေးအဲ့မှာမုတ်တူလေးဝယ်စားလို့ရတာဖြစ်ပြီးတော့ concert ကိုကောင်းကြီး enjoy လုပ်ရတာဖြစ်ပါတယ်ဒါကြတော့ရှိုးပွဲရဲ့အပြင်ဘက် view လေးပါဒီခုဆိုတော့အာဇာနည်ရဲ့ရှိုးပွဲကိုတော့ပြင်ဆင်နေပေါ့နော်အဲ့ဒီကခေလို့ပြင်ဆင်တဲ့ချိန်ကတိတ်ပြီးတော့မရှိတော့ဘူးပေါ့နော်ရုံးကနေပြန်လာပြီးတော့အိမ်ပြန်ကမန်းကနန်းပြင်ဆင်ပြီးတော့မှရှိုးပွဲကိုသွားပြီးတော့လုပ်တာပါဒေတာတွေကကျတော့ခေဖို့စဉ်းစားလာတဲ့ outfit လေးပေါ့နော်ဒါကလုံးဝအဖြူကောင်းအောင်ဖြူကြီးနဲ့သွားဖို့ကလည်းမကောင်းဘူးဆိုတော့ဒီလိုကောင်းအောင်အကြားလေးရွေးဖို့လုပ်တယ်ဒါပေမဲ့အဲ့ဒါလည်းစမပြေဘူးပေါ့နော်ပြီးတော့နောက်ထပ်ခေ ruffle dress လေးစဉ်းစားမိပါတယ်အဲ့ဒါကကျတော့ head top နဲ့ ruffle skirt လေးပေါ့နော်ဘာမှမသိပါဘူးပြီးတော့ဒီလိုကောင်းအောင်အသေးလေးအတိုးလေးကိုလည်းခေရေးဖြစ်ပါသေးတယ်ဒါပေမဲ့အဲ့ဒါကအရန်ဟိုမှာတုံလုံးပြီးတော့နည်းနည်းလေးဖော်လွန်းရကြမှာဆိုလို့ခေအဲ့ဒါတော့မဟုတ်ဘူးပေါ့နော်လုံးဝနောက်ပြီးတော့ဒီအမေအသက်ထဲကြတော့လည်းခေဝေးရအရန်ခက်နေလို့ဘလို့ဝေးရမှမသိတော့လို့အဲ့ဒါလည်းဖယ်လိုက်ပါတယ်နောက်ဆုံးတော့ခေဝတ်နေကြဒီ dress လေးကိုပဲရွေးပြီးတော့စပင်းပဲစပြီးတော့ပြင်ဆင်တော့မှာပေါ့နော်ဖြစ်ချင်တော့အချိန်ကတိတ်မရတော့ဘူးဆိုတော့စပင်းလုပ်ဖို့အချိန်လည်းတိတ်မရှိလိုက်ပါဘူးရသလောက်ပဲလုပ်ပြီးတော့နည်းနည်းလေးတော့လိမ့်သွားပါတယ်အဲ့ဒါပြီးတော့မှ makeup တွေပြင်ဆင်ခေ handbag လေးတွေယူပြီးတော့နောက်ဆုံး final look ကတော့ဒါလေးပါ earrings တွေဒီနက်ကက်လေးတွေကကြတော့ခေဝတ်ဆောင်နေတင်တော်မဲ့ဟာလေးကိုရွေးထားတာပေါ့နော်ဒါလေးကကြတော့လေ black and gold ဆိုတော့တော်တော်လေးလည်း light ဖတ်တယ်မဝတ်ရသေးတဲ့အခါမှာတော့တိတ်တော့မသိပေမဲ့ဝတ်ပြီးတော့တော်တော်လေးတော့ပေါ်လွင်လာတာပေါ့နော်ဆိုတော့ဒါလေးကမှခေရဲ့နောက်ဆုံး final look လေးလို့ပြောလို့ရတာပေါ့နော်အင်ဂျီကလေးတချို့လူတွေအနေနဲ့ခေပြောနေမှာဆိုလို့မြင်မကောင်းပါဆိုလို့ဆိုပြီးတော့ဒီလိုအပေါ်ကနေခြုံဖို့ပို့တော့ကုတ်လေးတစ်ထည်တော့ယူသွားပါတယ်စမပြေရင်တော့မခြုံလေးပဲနဲ့တခါတန်းဝတ်လိုက်တော့မှာပေါ့နော်ထဒါဒါကကြတော့ခေရဲ့ handbag လေးပါပြီးတော့တကယ်တော်တော်လေးကိုကြိုက်တယ်ပေါ့နော်ဒါကိုတစ်ခေါက်ပဲသုံးရသေးတယ်ဆိုတော့အခုဒီလိုပွဲတွေပါတယ်တွားလို့ရှိရင်လည်းအရင် live ဖတ်မယ်လို့ထင်ပါတယ်အားလုံးလည်းဘယ်လိုထင်ကြလဲခေကတော့ဒါ complete outfit ပေါ့နော်ပြီးသွားလို့ရှိရင်တော့ခေတို့တွေအာဇာနည်ရဲ့ရှိုးပွဲကိုသွားတော့ပါမယ်ရှိုးပွဲကိုရောက်တော့ခေတို့တွေ6နိုင်ခွဲကြုံနေပြီး9နိုင်ထိုးကန်နေဆိုတော့ VIP ticket ကင်ထားရင်တောင်အာဇာနည်နဲ့တပ်ပုံတွဲရဖို့တမမီတော့ပါဘူးအဲ့အချိန်ဒါမဲ့ခေနဲ့တူလိုက်သွားတဲ့ကိုနဲ့မနဲ့ကတော့အာဇာနည်ကိုပတ်စံပန်းကုန်းလေးပေးနေတော့သူတို့တပ်ပုံနေရဖြစ်ခဲ့ပါတယ်အခုကတော့ခေတို့ဒီရှိုးပွဲရဲ့ location ကိုရောက်လာပြီးဖြစ်ပါတယ်ရောက်တဲ့အချိန်ကတော့ညနေ6နိုင်ခွဲကြော်လောက်ပေါ့နော်အဲ့မှာ9နိုင်မထိုးခင်ပွဲမစားခင်မှာခေတို့တွေခဏမိုဒီဝယ်စားကြတယ်လူတွေအများကြီးတော့မရောက်ကြသေးပါဘူးဒါပေမဲ့တဝက်ကျော်လောက်ကတော့ရောက်နေကြပြီပေါ့နော်အကုန်လုံးကမိုးဝယ်စားစရာရှိတဲ့ဝယ်စားကြတယ်ပြီးတော့မှ9နိုင်ထိုးတော့မှ concert ကစပါတယ်ဆိုတော့အာဇာနည်ရဲ့တခြင်းတွေကိုစိတ်ဝင်စားတယ်ဒီ vlog တွေကိုထပ်ကြည့်ချင်တယ်ဆိုလို့ရှင်ခေ follow လုပ်ခဲ့ပေးပါအောင်နော်ဒီဗီဒီယိုလေးကလည်းရှင်နေပြီးမျိုးလို့ခေချင်မှာပြရလိုက်ပါတော့မယ်နော်ဒါဆိုအားလုံးကိုနောက်ဗီဒီယိုတစ်ပုဒ်မှာပြန်ပြီးတော့တွေ့ကြပါမယ်ဒီလို vlog မျိုးလေးဆက်ရပြီးတော့တင်မှာမို့လို့အားလုံးကြည့်ရှုအားပေးကြပါအောင်နော်ဆိုရင် bye bye အားလုံးပဲတတာ